ဒီလူကမီနီဂန်းကိုအသုံးပြုပြီးယုံလေးတစ်ကောင်ကိုလိုက်ဖမ်းနေပါတယ်ပြီးတော့ထောင်ချောက်တစ်ခုချထားလိုက်ပါတယ်အဲ့ဒီအချိန်မှာနောက်ထပ်မူဆိုးတစ်ယောက်ရုတ်တရက်ပေါ်လာပြီးသူလည်းထောင်ချောက်တစ်ခုချလိုက်ပါတယ်ယုံလေးကတော့သူတို့နှစ်ယောက်ရဲ့ထောင်ချောက်တွေကိုသတိထားမိနေပါတယ်ဒါပေမဲ့နှာခေါင်းကြီးတဲ့မူဆိုးကမလောက်နီတစ်ချောင်းချလိုက်တဲ့အခါယုံလေးကစိတ်ဝင်စားလာပါတယ်ဒါကိုပထမမူဆိုးကသတိထားမိပြီးမြေအောက်ကနေအလေးချိန်ပေါင်း20ရှိတဲ့မုံလာဦးနီကြီးတစ်ချောင်းကိုထုတ်လိုက်ပါယုံလေးကပိုပြီးစိတ်လှုပ်ရှားလာပါတယ်ဒါပေမဲ့ဒုတိယမူဆိုးကိုမရှုံးချင်တာကြောင့်ခါဘွယ်ကသူ့ကြောပိုးအိတ်ထဲကမုံလာဦးနီ9သိန်းကိုတခါတည်းထုတ်ချလိုက်ပါတယ်အဲ့ဒီနောက်ခါဘွယ်ကသူ့ထရက်ကားနဲ့ရောက်လာပြီးမုံလာဦးနီတန်းကိုမြေပေါ်မှာအကုန်လုံးချလိုက်ပါတယ်ယုံလေးကတော့မယုံမရှိနဲ့လိုက်ပါတော့မလို့ဖြစ်နေပါပြီဒါပေမဲ့နှာခေါင်းကြီးတဲ့မူဆိုးကမုံလာဦးနီကိတ်မုတ်တောင်ဖုတ်ပေးလိုက်တဲ့အခါယုံလေးကသူ့ဘက်ကိုပဲရွေးချယ်ဖို့စိတ်ပြောင်းသွားပါတယ်ဒါပေမဲ့ခါဘွယ်ကလုံးဝအရှုံးမပေးပါသူကဂျိုသားတွေကိုတောင်ခေါ်လိုက်ပြီးစကြဝဠာတစ်ခုလုံးမှာအကြီးဆုံးမုံလာဦးနီကြီးကိုယူလာခိုင်းလိုက်ပါတယ်ဒါကိုမြင်ပြီးစိတ်တူသွားတဲ့နှာခေါင်းကြီးမူဆိုးကခါဘွယ်ကိုမုံလာဦးနီတစ်ချောင်းနဲ့ပစ်လိုက်ပါတယ်ဒါပေမဲ့ခါဘွယ်ကအေးအေးဆေးဆေးဖမ်းလိုက်ပြီးအဲ့ဒီမုံလာဦးနီကိုသူ့နှာခေါင်းစီပြန်ပစ်လိုက်နှာခေါင်းကြီးမူဆိုးကနောက်ကိုခုန်ဆုပ်ပြီးပြန်ထလာကသူ့ရဲ့ carrot ကိုထုတ်လိုက်ပါတယ်ဒါကြောင့်ခါဘွယ်လည်းသူ့ရဲ့ carrot milligan ကိုထုတ်လိုက်ပါတယ်နောက်ဆုံးတော့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်မုံလာဦးနီတွေနဲ့စတင်ပစ်ခတ်ကြပါတော့တယ်အဲ့ဒီအချိန်မှာတော့ယုံလေးကသူတို့နောက်ကမုံလာဦးနီအကြီးကြီးကိုကြည့်ပြီးပျော်ပျော်ရွှင်ရွှင်စားနေပါတယ်ဒါပေမဲ့ရုတ်တရက်လင်းယုံကြီးတစ်ကောင်ကအပေါ်ကနေထိုးဆင်းလာပြီးယုံလေးကိုဖမ်းဆားသွားပါတော့တယ်